ရန်ကုန်တိုင်းဒေသကြီးရွှေဘုံသာလမ်းမှာစိန်တိုက်ပိုင်ရှင်ကိုပြန်ပေးဆွဲသွားပြီးငွေတောင်းခံတဲ့လူ9ဦးပါခိုင်းကိုဖမ်းဆီးရမိကြောင်းသိရှိရာရန်ကုန်မြို့ပေါ်ရှိလူအများဆုံးနေရာများမှာဒုစရိုက်မှုများတွင်တွင်ကျယ်ကျယ်ဖြစ်ပေါ်နေစူပါဂျာမီဒီယာပြည်ကြီးများအားလုံးပဲမင်္ဂလာပါခင်ဗျာခုတစ်ခါမှဆိုလို့ရှိရင်တော့ဖြစ်ရန်ကုန်တိုင်းဒေသကြီးဗဘဲတန်းမြို့နယ်ရွှေဘုံသာလမ်းမှာပဲစိတ်ရှိရတနာဆိုင်ပိုင်ရှင်တဦးပြန်ပေးဆွဲခံခဲ့ရပြီးနောက်ပိုင်းမှာတရက်မပြည့်မီကျူးလွန်သူ9ဦးစလုံးကိုဖမ်းဆီးကပြန်ပေးဆွဲခံရသူစိန်တိုက်ပိုင်ရှင်ကိုလည်းအသက်ရှင်လေးရဲ့ကဲတင်နိုင်ခဲ့ကြောင်းတာဝန်ရှိသူများရဲ့သတင်းထုတ်ဖော်ချက်တွေအရသိရှိရပြီးအဆိုပါဖြစ်စဉ်ဟာပြီးခဲ့တဲ့ဩဂုတ်လ6ရက်နေ့ညနေ9:00နာရီခွဲအချိန်ခန့်ကဒိုင်းမွန်ရှိုင်းဆိုတဲ့စိတ်ရွှေရတနာဆိုင်ပိုင်ရှင်တဦးဖြစ်တဲ့ဦးအောင်မြင့်ခေါ်စူပရာမန်နီအနေနဲ့ဆိုင်ကနေနေအိမ်ကိုပြန်လာစဉ်မှာပဲရန်ကုန်တိုင်းဒေသကြီးရွှေဘုံသာလမ်းအမှတ်6ရပ်ကွက်အတွင်းမှာပဲအမည်မသိတဲ့ဂိုင်းတစ်ခုရဲ့ဖမ်းဆီးခေါ်ဆောင်သွားခြင်းကိုခံခဲ့ရခြင်းဖြစ်ပြီးရွှေဘုံသာလမ်းအမှတ်6ရပ်ကွက်ဆိုတာကအမြဲလူသွားလူလာမပြတ်သလိုဖမ်းဆီးသွားခဲ့တဲ့9နာရီခွဲဆိုတဲ့အချိန်ကမှောင်ရီစတောင်မရှိသေးပဲအဆိုပါဖမ်းဆီးခေါ်ဆောင်သွားတဲ့ဂိုင်းကအတော်လေးကိုလက်ရဲစဲရဲရှိတဲ့ပုံစံရှိနေကြောင်းကိုလည်းဒေသခံတွေကထုတ်ဖော်ပြောဆိုထားကြပြီးအဲ့ဒီည8နာရီခန့်မှာတော့ဖမ်းဆီးသွားသူတွေကဦးအောင်မြင့်ရဲ့ဖုန်းကိုအသုံးပြုပြီးမိသားစုထံဆက်သွယ်ကဦးအောင်မြင့်ကိုအသက်ရှင်လေးရဲ့ရရှိလိုပါကငွေကျပ်3,450နဲ့ရွှေ60ကျပ်သားပေးရမယ်ဆိုပြီးတော့လဲငွေညစ်တောင်းဆိုခဲ့ကြောင်းသက်ဆိုင်ရာကိုတိုင်ကြားပါကအသက်ရှင်လေးရဲ့ပြင်ရမှာမဟုတ်ဘူးဆိုပြီးတော့လဲချိန်ချောက်မှုတွေရှိခဲ့ကြောင်းကိုသိရှိရတာပါဒီလိုချိန်မှာတော့ရေတပ်ဖွဲ့ရဲ့လိုက်လံစုံစမ်းမှုတွေပြုလုပ်ခဲ့ရာဩဂုတ်လ9ရက်နေ့မနက်ခင်း4နာရီခွဲအချိန်ခန့်မှာတာမွေမြို့နယ်ဆက်ဆန်းဟိုတယ်အနီးကနေပြန်ပေးဆွဲမှုမှာပါဝင်တယ်လို့သိရတဲ့မူဒူးကားခေါ်ဝင်းကိုအောင်နဲ့ဂင်းထိုခေါ်လင်းလင်းတို့ကိုပထမဦးဆုံးချိန်ဖမ်းဆီးရမိခဲ့ကြောင်းဆက်လက်စစ်ဆေးဖော်ထုတ်ခဲ့ရမှာညနေ9နာရီချိန်ခန့်မှာတော့တကိတမြို့နယ်ကြောက်တိုင်မတ်တိုင်အနီးကနေပြီးတော့မျိုးမင်းဦးခေါ်မျိုးကြီးနဲ့အောင်သူခေါ်အောင်သူဦးတို့ကိုသူတို့ကင်ဆောင်ထားတဲ့ဓာတ်တစ်ချောင်းလှန်စွပ်တစ်ချောင်းနဲ့လက်ထိတ်တစ်ခုတို့နဲ့တကွအတူဖမ်းဆီးရမိခဲ့ကြောင်းကိုလည်းသိရှိရပြီးတစ်ဆက်တည်းမှာပဲအနီးနားဝင်းချင်းကိုဆက်လက်ရှာဖွေခဲ့ရမှာပြန်ပေးဆွဲခံထားရတဲ့ဦးအောင်မြင့်ကိုအဆိုပါနီးနားမှာရှိနေတဲ့အိမ်ပြက်တစ်လုံးအတွင်းမှာအသက်ရှင်လျက်ပဲတွေ့ရှိကယ်တင်နိုင်ခဲ့ကြောင်းထုတ်ပြန်ထားတာပါကျရှိနေတဲ့ပါဝင်သူတွေကိုလည်းဆက်လက်ဖော်ထုတ်ဖမ်းဆီးခဲ့ရမှာမောင်ငယ်ကိုဒေါပုံမြို့နယ်စံပြတစ်လမ်းမှာဖမ်းဆီးရမိခဲ့ပြီးသူ့ရဲ့ထွက်ဆိုချက်တွေအရပါဝင်သူတွေဖြစ်တဲ့ကျော်သူရအောင်ထက်မိုးနဲ့ကျော်တက်တို့ကိုပါနေအိမ်အသီးသီးမှာထပ်မံလက်ရဖမ်းဆီးနိုင်ခဲ့တယ်ဆိုပြီးတော့လည်းသိရှိရပြန်ပါတယ်ဒါအပြင်စိန်လိုက်ပါရှင်ကိုပြန်ပေးဆွဲရမှာအသုံးပြုခဲ့တဲ့တက်စီနဲ့ရင်မောင်းကြော်ကူကိုလွင်ကိုလည်းဒေါပုံမြို့နယ်အတွင်းမှာဖမ်းဆီးရမိခဲ့သဖြင့်စုစုပေါင်းအနေနဲ့အဆိုပါပြန်ပေးဆွဲမှုအတွင်းပါဝင်ပတ်သက်သူများကိုဖမ်းဆီးရမှာ9ဦးထိရှိပြီဆိုပြီးတော့လည်းထုတ်ပြန်ချက်မှာပါရှိထားတာပါဖမ်းဆီးရမိသူတွေကိုတည်ဆဲဥပဒေအရအရေးယူနိုင်ရေးအတွက်ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်းသိရှိရပြီးဖူးကဲ့သို့ရွှေဘုံသာလမ်းမှာရှိတဲ့စိန်တိုက်ပိုင်ရှင်ကိုပြန်ပေးဆွဲဖမ်းဆီးမှုနဲ့ပတ်သက်တဲ့သတင်းကြားကလူမှုကွန်ရက်ဆိုရှယ်မီဒီယာထပ်ပေါ်မှာတခဏအတွင်းဆိုလိုလူပြောဆိုမှုများပြားနေပြီးရန်ကုန်တိုင်းဒေသကြီးမှာယခုကဲ့သို့ဒုစရိုက်မှုတွေကပေါ်ပေါ်တင်တင်ကျူးလွန်လာခဲ့တဲ့အတွက်အများပြည်သူများအနေနဲ့အထူးသတိထားဆင်ခြင်ကြရန်အတွက်မျှဝေကသတိပေးမှုတွေရှိနေတဲ့အတွက်ကြောင့်မို့လို့သတင်းမီဒီယာတွေရဲ့ဖော်ပြချက်နဲ့အတူကျွန်တော်စူပါဂျောမီဒီယာပြည်ကြီးတို့လည်းမတိလိုက်ရမရှိရလေအောင်ပြန်လည်ဝေမျှတင်ဆက်ပေးလာခြင်းပဲဖြစ်ပါတယ်ပြည်ကြီးတို့ရဲ့အတွေးမြင်ထင်တွေကိုလည်းဒီဗီဒီယိုလေး comment လေးမှာမှတ်ချက်ပြုရေးပေးသွားနေပါတယ်ခင်ဗျာကြည့်ရှုအားပေးကြတဲ့တူတယောက် channel ကိုလည်းကျေးဇူးထူးတင်ရှိပါတယ်နောက်ထပ်ဗီဒီယိုမှာနောက်ထပ်သတင်းကြောင်းတစ်ခုနဲ့တကွပြန်လည်ဆုံတွေ့ကြရအောင်ပါပရိသတ်ကြီးတို့ရေ